မင်္ဂလာပါကျွန်တော် MFT အနမကျွန်တော်အားပေးဆောင်မတဲ့ဘလုံးဝါသရှင်ကြီးကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြေဆုံးပါစေကျွန်တော်ဒီနေ့ညယူရိုပါလိပွဲစဉ်ရှစ်ထဲကအဓိကတပွဲကောင်းအနေနဲ့ကျွန်တော် Nottingham Forest နဲ့ Freedom Varu ပွဲကိုပွဲချုပ်30ချက်လေးလုပ်ပြီးတော့မှဖြစ်ပါတယ်တခြား theory ပိုင်းတပွဲအကြိုက်လေးရွေးချယ်ပြီးတော့မှဖြစ်ပါတယ် Batip ဖင်ရင်နုပွဲကိုသုံးသပ်ပြီးတော့မှဖြစ်ပါတယ် Okay ဒါတော့ကြိုက်တူတဲ့ပွဲကိုဘလာသာကစားလို့ရပါတယ်စုစုပေါင်းနှစ်ပွဲရွေးချယ်ပြီးတော့မှဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုကျွန်တော်တို့မနေ့ကရွေးချယ်မှုလေးတွေကျွန်တော်ပြန်ပြီးတော့ကြည့်ကြည့်အောင်ဗျာနော်မနေ့က brother တို့ကိုတပွဲကောင်းအနေနဲ့ကျွန်တော်က Sporting ပေးခဲ့တယ်ဗောနော်2H ပေါ့အဓိကတော့ 2H save ကြိုက်တာပေါ့အဲ့ဒါကြီးပါမနေ့က30ချက်ဟိုရေးတာတော်တော်ရှည်သွားတယ်ထင်တယ်မက်ဆီအဆုံးထိပဲOkay ပါ Sporting 40ပေါ့နော် Sporting 2H အဆင်ပြေခဲ့တယ် VIP မှာကကျွန်တော်တို့ VIP မနေ့က3ပွဲထိုးတာ2ပွဲထိကြာပါတယ်ဗျကျွန်တော် Agent Body ကြာသွားပါတယ် Sporting တော့အဆင်ပြေတယ်ဒေါ်မွန်ကိုအပေါ် brother နဲ့အတူတူပဲဒေါ်မွန်ကိုပေါ်လဲကြာသွားမနေ့က VIP တော့တပွဲသာနင်နာခဲ့ပါတယ်အဲ့တော့ကျွန်တော်မောင်းတွဲမှာ Agent Body ကြာတယ် Kindness Body ပေါ့နော် Arsenal ဘက်ကန်တယ်ဒါ theory လေးလာတယ်ပေါ့နော်အဆင့်တင်တဲ့အဆင့်အောက်ဆုံးက theory လေး brother မိုက်တယ်နော် theory formula တကယ်ရှိတယ် brother ကျွန်တော်တို့ကျွမ်းကျင်အောင်လေ့လာရင်ပြီးတော့အသုံးချကြပါဟိုအပေးတယ်လို့တော့ပြောချင်ပေါ့ဗျာဒါပေမဲ့လေခုနပြောသလိုနေရာတိုင်းမှာအဖြေတစ်ခုရှိပါတယ် brother နော် Sporting Body အဆင့်ပြအဲ့တော့3သင်းမောင်းလည်းတသင်းကျိုးသွားတယ်ဗျာနော် okay ပါအားလီဘက်ကအစောပွဲကြာသွားပါတယ်အဲနောက်ပွဲကူအပေါ်ကတော့အဆင်ပြေတယ်4-0ဆိုကြနော်အဲ့တော့မနေ့ကရလက်တွေက level 2လောက်ပဲသွားဖြစ်နေပေါ့နည်းနည်းနစ်နာတဲ့ဘက်မှာပါသွားပါလိမ့်ဗျာနော်โอเคပါအဲ့တော့ဒီနေ့ညနှစ်ပွဲပေါ့အဲ့မနေ့ကပြီးတော့ကြာမှာပေါ့ဟိုကြည့်ရှိသူ view ကပဲတော်တော်များတယ်ဗျာအဲ့ဒါ theory တစ်ခုပဲ brother share လုပ်ပေးမယ်နော်ဘာလဲဆိုတော့အဲ့ video တစ်ပုတ်ကအရန်ပေါက်နေပြီပွဲမစခင်ပေါက်နေပြီဆိုရင်အဲ့ဒီပွဲက back end brother သိလားအဲ့ဒါမေယိုရင်တခြား digital တွေပေးတယ်ဆိုရင် brother ကြည့်ကြည့်ပါပွဲပြီးမှပြန်တက်တဲ့ video မပြောဘူးတော့ရလက်ကိုမှန်နေဗျာ brother ပေးလိုက်တာမှန်နေဗျာကျေးဇူးတင်တယ်ဘာညာအဲ့ဒါတွေကြောင့်တက်လာတဲ့ video မျိုးကိုကျွန်တော်မပြောချင်နော် brother ပွဲမစခင်ဥပမာဗျာဒီနေ့ Nottingham Forest နဲ့ Freedom Varu ပွဲကိုပြောပြလိုက်အဲ့ဒီ video ကအရင်ပေါက်တဲ့ video ဖြစ်တယ် TikTok မှာ okay ဘက်ကန်လိုက်ဘာကြောင့်လဲထိုးသားဆောင်းသွားလို့ဒါ MFT ရဲ့ theory နော် brother ယူမူတွေရှောက်ပြောနေမှာမဟုတ်မယုံရင်လည်းစမ်းတက်ကြည့်ပါနော်ကျွန်တော်တွေးလိုက်တယ်ငါကြိုက်တာ1 2လို့ internet ပေါ့နော်ကြေးပြောင်းဖို့လဲအင်တာ1 2ကြိုက်တာတော့မှမသိဘူးလို့ဗီဒီယိုတားပေါက်သွားတယ်လို့ထင်မထားဘူးပေါ့နော်မင်းတဲ့ဗီဒီယိုတော်တော်ပေါက်သွားတော့ထင်စိတ်ကတော့ခုသွားတာအဲ့လိုမျိုးပေါ့ဒါ theory ဘိုင်းတကူပဲဘယ်ဒီစာပေါက်နေလဲလိုက်ကြည့်လိုက်အဲ့ဗီဒီယိုပေါက်တယ်ဆိုရင်ဘက်ကန်ထိုးသားရန်ဆောင်းဆောင်မှကြောက်လို့ကြိုက်တူပြီနော်အဲ့ဒါလိုပဲဒါဘာမှမဟုတ်နယ် theory တခုဆိုပြောပြပြီ okay ပါဒါဆိုကျွန်တော်စရအောင်နော်အဲ့တော့ဒီနေ့ပွဲတွေအများကြီးရှိတယ်ဗျာနော်မနေ့ကလေချန်ပီယံလိပွဲကိုပြမယ်လို့နေတာမပြပြလိုက်အောင်ကောကိုပဲကြည့်လိုက်တာဆိုနော်โอเคပါအဲ့တော့ဒီနေ့မှာကဘီလာပွဲတွေရှိမယ်ကျွန်တော်ကတော့ဘတ်တစ်နဲ့ဖီယွန်ကိုအရင်သုံးသက်ပေးလိုက်မယ် brother နော် Nottingham နဲ့ Freedom Varu ကိုတပွဲကောင်းဖြစ်တဲ့အတွက်ပြီးမှသုံးသက်လိုက်မယ်ဘတ်တစ်ကကျွန်တော်စတင်ချိန်တစ်လုံး80 3လုံး50ရနေပြီးတော့တစ်လုံး10 3လုံး40ဇုံတက်လာတယ် brother နောက်ဆုံး3ပွဲဆက်2ပွဲဆက်ထိဘတ်တစ်ရှုံးထားတယ်ဖီယွန်ကအိမ်ဝင်းဆိုတိတ်ကောင်းတယ်ဖီယန်နုတို့ဖီနာဘာကြီးတို့ဖီယန်နုပို့ကြိုက်တဲ့အိမ်ဝင်အဝေးကွင်းအသိမကြိုက်အဝေးကွင်းညံ့တယ်အဲ့တော့ဘတ်တစ်နှစ်ပွဲသုံးပွဲရှုံးထားတဲ့အနေထားမျိုးရမယ်အနည်းဆုံး1-6ဖြစ်ပြီးတော့ကြေးဇုံတက်လာတဲ့အတွက်ဘတ်တစ်တစ်ခုခုလုတ်ပြလိုက်မယ်လို့ကျွန်တော်ယူဆမိပဲဒါ theory ဘိုင်းရပေါ့ဘတ်တစ် W1 ကြိုက်တယ် brother နော်ဇုံတက်လာတဲ့ပုံမှာဇုံတစ်ခုတွေးလို့ရတယ်ဇုံပေါ်တစ်ခုပေါ့နော်ဒိုင်ယန်ရလူစင်းတွေဖီယန်နုမှာရမ်းများနေလို့လည်းဖြစ်နိုင်တယ်ဟုတ်ပြီနော် brother အဲ့တော့ကျွန်တော်ဘတ်တစ် body ကြိုက်တယ်ဗျာနော်Okay ပါဒိုင်ယာလူစင်းကဘာလို့ရှိမေးဗျ9ယောက်လောက်တောင်ရှိတယ်ဖင်ရင်တို့မှာဘတ်တစ်မှာ9ယောက်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ခြေပြောင်းအရရဲ့ခြေစုံတက်တဲ့အပေါ်မှာဇုံဘိုတစ်ခုကိုနည်းနည်းလေးနှစ်သက်မိတာရဲ့ theory ဘိုင်းရဘတ်တစ်က3ပွဲလောက်ခြေနေမကောင်းတဲ့အတွက်ဒီပွဲမှာတစ်ခုခုလုတ်ပြလိုက်မယ်လို့ဒါယူဆမိတဲ့အပိုင်းလေးထည့်သွင်းပြီးတော့ရွေးချယ်ပေးခြင်းဖြစ်တယ်
အဲ့တော့ကျွန်တော် Petit Ball တွေပေါ့ W1 မနော်โอเคပါကြိုက်လို့ယူပါထည့်ကြည့်ပါနောက်ပဲကျွန်တော် Nottingham နဲ့ Freedom ဘာတို့သုံးသက်ပေးရတလုံး40ရှုံး3လုံး80စသည်ကြီးရဇုံပေါ်ကြီးပါတလုံး50ရှုံးနဲ့3လုံး50ဆိုရင်ဇုံပေါ်တစ်ခုပေးရမယ်ကိုအပေါ်လားဘော်ဒီအပေါ်လားအဲ့လိုပေးရမှာပါညာနေဈေးတိုင်းကျတော့တလုံးတည်ရင်နဲ့နှလုံး100 2-1လောက်ပေးချင်တာပေါ့ဇုံကြတယ်နှစ်ချက်ရှိတာပေါ့တပတ်သိန်းကိုရနိုင်လို့လားတပတ်သိန်းကိုမရနိုင်ဘူးဆိုရင်တလုံးတည်ရင်နဲ့နှလုံး100ဆိုတော့ဒါ2စီးပေါ့သဘောတရားတပတ်သိန်းကိုရနိုင်ချင်များလို့တော်တော်လေးများတယ်ဗျကိုရနိုင်ချင်များလို့လဲဒါ2-1လောက်ပေးချင်တဲ့အနေထားတလုံးတော့စားပြန်ကွာယူအဲ့ပုံစံမျိုးချိုးတယ်လို့ယူဆလို့ရတယ်ဒါစတင်ကြီးနဲ့ညနေကြီးပြောင်းဇုံအောက်ပြောင်းတဲ့အတွက်ဇုံအောက်တစ်ခုတော့ထဲသွင်းစဉ်းစားစေခြင်းတယ်ဟုတ်ပါလားနော်အဲ့တော့ Nottingham နဲ့ Freedom ဘာတို့မှာ Nottingham အဆင့်16ကနေရက်တည်နေပြီးတော့9ပွဲကန်ထားတဲ့အချိန်မှာ3ပွဲနိုင်တယ်2ပွဲတည်ရကြပြီ2ပွဲရှုံးထားတယ်ဗျFreedom ဘာတို့ကအဆင့်9မှာရက်နေပြီးတော့9ပွဲကစားပြီးတော့4ပွဲနိုင်ပြီး3ပွဲတည်ရရှုံးမမရှိတာအဲ့တော့အဲ့လိုအသင်းကိုအဆင့်16ကနေပြီးတော့တက်တည်ရပေးလာတာ brother ရက်ကနေကတော့ကြိုက်သွားမှာပဲဗျမှန်တယ်ပြောရရင် Nottingham Forest ကိုကြိုက်သွားမှာ Premier League အသင်းတစ်သင်းလည်းဖြစ်နေအောင်โอเคပါကျွန်တော်ဗာရွေးချယ်သွားမယ်14လောက်နော်စတင်ချင်းနဲ့ညနေချင်းမှာဆိုရင်တော့ဒါဇုံအောက်တစ်ခုတော့ထဲသွင်းစဉ်းစားစေချင်ပါတယ်ကြေးတက်ကြပေါ့ကစားကွက်အနေနဲ့ Nottingham က 4-2-3-1 လောက်ခင်းလာဖို့များတယ် Freedom ဘာတို့ကတော့ 3-1-4-2 ခင်းလာဖို့များတယ်အဲ့မှာကျွန်တော်တို့ကစားကွက်ရနေပြီးတော့ theory ဘိုင်းတွေဘာရှိလဲမေးတဲ့အခါမှာ 4-1-4-1 မန်စီးတီးမကြာခဏခင်းတယ်ဒါမျိုးကစားကွက်တွေကဂိုးရတဲ့ကစားကွက် 4-1-4-1 ဟုတ်ပြီနော် brother 3-1-4-2 4-1-3-2 ဒါမျိုးလေးပေါ့အဲ့ဒါမျိုးလေးပေါ့တိုက်စစ်ဦးစားပေးတဲ့ကစားကွက်လေးရှိတယ်မဖြစ်မနေကိုရတဲ့ကစားကွက်လေးအခုဒီ Freedom ဘာတို့က 3-1-4-2 ရနိုင်တဲ့အနေအထားမျိုးရှိတယ်ကစားကွက်အနေထားရနံပါတ်1ဦးစားပေးရတဲ့ထဲမှာပါတယ်ကစားကွက်ထဲမှာနံပါတ်1ကစားကွက်ဦးစားပေးရမယ့်ထဲမှာကိုမဖြစ်မနေရတတ်တဲ့အသင် single team 0.5 တိတ်ကောင်းတဲ့ကစားကွက်က 4-1-4-1 10ပွဲမှာ9ပွဲ10ပွဲ9ပွဲထိကျွန်တော်အမခံတယ်Freedomအမခံတယ်ကိုဘောကစားကွက်လို့ပြောချင်တာမဟုတ်ဘူးနော်ကိုရနိုင်တဲ့ကစားကွက် 4-1-4-1 အဲ့ကောင်ကလေတစ်ဖက်အသင်းက 4-5-1 လို့ 3-5-2 လို့ 4-4-2 လို့ခင်း 4-1-4-1 နဲ့သွားတွဲတဲ့အတွက်ကိုအောက်သွားတယ် 4-1-4-1 ကိုမှတစ်ဖက်အသင်းကအခုလိုမျိုး 3-1-4-2 ဘာညာတွင်အချိန်မီကိုပေါ်သွားနိုင်တဲ့ကစားကွက် theory ဘိုင်းရအရင်တော့တီးတက်ဗီဒီယိုတစ်ပုတ်တင်ဘူးတယ်ဗျကစားကွက်နဲ့ပတ်သက်ပြီးတော့ကိုဘောကစားနီးကိုအောက်ကစားနီးကစားကွက်ပေါ့ကျွန်တော်ရဲ့အမြင်ပေါ့လေတင်ခဲ့ပူးပါတယ်အဲ့တော့ခုနေထားမျိုးမှာလေဒါ 3-1-4-2 theory ဘိုင်းကောက်မှဆိုရင်ကိုရနိုင်တဲ့နေထားမျိုးရှိတယ်ဗျဟုတ်ပြီနော် brother အဲ့တော့ဒီဘွဲအချိန်မီကိုဘောကတော့အနေများပါတယ်ပေါ်နိုင်တဲ့ဘက်မှာတော့ရှိတယ်စုံကြတယ်ဆိုပေမဲ့ဒါလေးတော့သတိထားပါโอเคအဲ့ဆိုပေါ်နိုင်တဲ့ဘက်မှာရှိတယ်ဆိုရင်ကိုဘောပေါ်တာ brother တကယ်ကြိုက်တယ်ဖြစ်နိုင်ခြင်းများတယ်ထင်ဘော်ဒီအပေါ်တော့မနေသေးခြင်းဘာကြောင့်လဲဇုံပေါ်ကရှိတယ်ရှားတယ်လေဗျနော်ရှိတယ်ရှားတဲ့အတွက်ကိုပေါင်းအပေါ်တာယူမယ်ဆိုရင် body အောက်လေးတွဲပြီးတော့ယူသေးခြင်းတယ်ဒါမျိုးလေးပေါ့ body အပေါ်ယူမယ်ဆိုရင်ကိုပေါင်းအောက်လေးနဲ့တွဲသေးခြင်းတယ်ဒါမျိုးအခုအနေထားသုံးသက်တဲ့အချိန်မှာကိုပေါင်းအနေနဲ့ပေါ်တဲ့ဘက်ကိုနည်းနည်းလေးဦးစားပေးလို့ရတယ်ဆိုရင်ကျွန်တော် body အောက်လေးနဲ့ကိုပေါင်းအပေါ်နှစ်ချက်ထဲကနှစ်ကွက်ထဲကတစ်ချက်ကိုတော့ကျွန်တော်တို့ထဲသွင်းစဉ်းစားမယ်လို့ကျွန်တော်အကြံပြုရပါတော့โอเคပါအဲ့တော့ဒန်ရလူစီမှာဆို Nottingham စုစုပေါင်း10ဦးရှိနေဗျအဲ့ဒီချက်ကြောင့်များလားတခုခုပြောင်းလဲသွားနိုင်မလားတွေးလို့ရတာပေါ့အဓိကကစားသမား2ဦးရှိတယ်ဒန်ရတဲ့ထဲမှာ defensive midfielder ကနေပြီးတော့ Elliot Anderson ကပွဲပယ်ခံထားရတယ် right back မှာဆိုရင် Nicolo Sabona ကမနေ့ကဒန်ရထားတယ်ဆိုပြီးတော့စရင်ထုတ်ပြန်ထားတာကိုတွေ့ရတယ်ဗျ Freedom ဘာလို့မှာတော့အဓိကကစားသမားတဦးပဲဒန်ရတာစုပေါင်း6ဦးဒန်ရထားတာရှိတယ်ဒါပေမဲ့စန်တာဘက်ကကစားသမား2ဦးလောက်ပဲအဓိကကစားသမား2ဦးလောက်ပဲပွဲပယ်ခံထားရပါတယ်အဲ့တော့လူစင်းရဆိုရင်တော့ Nottingham Forest နည်းနည်းလေးစိတ်ပူရမယ်လို့ကျွန်တော်တို့ယူဆလို့ရမယ်ထင်တယ်။ Okay အဲ့တော့ final decision ချကြည့်အောင်ဆိုရင်ကျွန်တော်တို့ဒီခြေစွမ်းပိုင်းအရာရှုံးဝဲမရှိသေးတဲ့ Freedom Varos ကိုအောက် ranking ကွာပြီးတော့ Nottingham Forest ကတကယ်အုပ်ဖို့တစ်တည်ပေးထားတာလားဒါမှမဟုတ်ဒဏ်ရာရလူစင်းတွေရှိနေတာကိုကျေးလိန်တာလားဈေးကွက် formula ရတဲ့ theory ဘိုင်းအရာတစ်ဖက်သိန်းကိုရနိုင်ခြေရှိတယ်ဆိုရင် Nottingham Forest ကိုပြတ်ဖို့ခက်တယ်ဆိုရင် 2-1 လောက်ပဲလုံးလုံးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကတော့ final decision ကျွန်တော်ရဲ့အမြင်ကတော့ Freedom Varos ကိုခြေစွမ်းပိုင်းအရာနဲ့ရွေးချယ်သုံးသက်ပေးပြစေ
ကျေးဇူးကြလာတဲ့တစ်ခုမှာနော်တဟန်ဂိုးဘော်လို့တွားယူရင်ကျွန်တော်မိုက်ရွေးဆန်ပါတယ်ဒီပွဲကြမှာဇုံပေါ်ရင်တော့ကျွန်တော်မပြောတတ်ပါဘူး brother ရဲ့အကြိုက်နဲ့တူမပဲကစားပြပါကျွန်တော်ရဲ့ရွေးချယ်မှု final decision ကတော့ Fernand Barros body တပွဲကောင်းနေနဲ့ရွေးချယ်ပေးလိုက်ပါတယ်โอเคပါအဲ့တော့ brother ရဲ့အမြင်နဲ့ comment လေးတွေပေးခဲ့လို့ရပါတယ်နော်တခြားရွေးချယ်မှုတွေနဲ့မောင်းတွဲလေးတွေတခြားပွဲတွေရဲ့သုံးသက်ချက်အနီးက sport လေးတွေလိုချင်နေဆိုရင်တော့ SMDMDMT ဆိုပြီးတော့ကျွန်တော်ဘိုင်းမှာပင်ထောင်းထားတဲ့နေရာကိုကြွားမြန်းခဲ့ပါလို့ပဲမြေတားရက်ခိုင်နေဒီဗီဒီယိုမှာနားပါရစေကျွန်တော်ရဲ့တပွဲကောင်း body က Fernand Barros body ဖြစ်ပါတယ်အကြိုက်တူမှအတွေးတူမှကစားပေးဖို့မြေတားရက်ခိုင်ပါတယ်ကျွန်တော် MFD အနပါ